သားသမီးကိုမချစ်လို့တော့မဟုတ်ပါ COVID-19 ကဆိုကြီးကိုနှုတ်ကပတ်တော်မှာပြနဲ့တိုက်ထုတ်နေလို့ပါရင်ပတ်တဲ့ကခံစားလို့နေအိမ်ပြန်ရောက်မဲ့ချိန်မှမရောက်ခဲ့ရင်ဒုက္ခအနတ္တပြင်ရှင်းခဲ့တော်ရငြိမ်းချမ်းရာဆောင်းလုံးနေနေစကားလေးခုတော့မလိုက်ချင်နေရှေ့ထုံးလဲအပင်နဲ့ဈေးထုံးလဲမလွယ်နဲ့နော်ဖြစ်ဖြစ်စကားလေးခုတော့မလိုက်ချင်နေချင်းချင်းတိုက်ခိုက်မနေနဲ့လူဘဝဟာလေးပါနော်ကြုံတွေ့လေများခက်ခဲများကိုရှောင်တောင်းရင်နဲ့ကြော်ပြတ်ကြပါနော်ပြပြမှာချင်းလန်တီကိုထွက်လို့လားပြပြပြန်လာမလားလို့မျိုးစောင်းကြိုမောင်ပြေးရေလေးတောက်လိုက်အောင်ပြပြရင်ပတ်တဲ့ကခံစားလို့နေ COVID-19 ရဲ့ရစလုံးလာတဲ့မုန်တိုင်းရဲ့နောက်မှာလီပြီးလေးရှိသားသမီးကိုမချစ်လို့တော့မဟုတ်ပါ COVID-19 ကဆိုကြီးကိုနှုတ်ကပတ်တော်တမပြနဲ့တိုက်ထုတ်နေလို့ပါရင်ပတ်တဲ့ကခံစားလို့နေအိမ်ပြန်ရောက်မဲ့ချိန်မှမရောက်ခဲ့ရင်ဒုက္ခအနတ္တပြင်ရှင်းတဲ့ထောက်ရငြိမ်းချမ်းမှာချင်းလေတင်းကြောင့်မို့ကားထဲမှာပြင်ဆင်နေပါ COVID-19 ဖေးပြန်လာမလားလို့မျိုးနေ့ဒီဖေးမာစကားဟာဒီဖန်ဆင်းရှင်ဖျားကိုတား၍ခံယူတတ်တဲ့ချင်းလေးဖြစ်စေပါကျေးဇူးတော်ကိုချီးမွမ်းပါ၏